အင်္ဂလိပ်စာသင်ယူနေသူတွေကြဒီလိုညီလာခံမျိုးကိုကျွန်တော်ကိုဘာကြောင့်ဖန်တီးပေးရတာလဲဒီနေ့ဟောပြောသူတွေတမကပဲတဦးနဲ့တဦးအပြည့်နဲ့လမ်းဆက်ဆက်မှုတွေနဲ့လည်းပြည့်နေသေးပါတယ်ကျောင်းသားတွေကထခုံနေကြတယ်လက်ခုပ်တီးနေကြတယ်သူတွေကခွန်ဟန်းပြီးရုံထွက်လာကြတယ် ညီလာခံကလူအများကြီးရဲ့ဘဝကိုပြောင်းလဲပေးခဲ့တယ်လို့ကျွန်မခံစားရတယ်ကျွန်မဘဝကိုလည်းပြောင်းလဲပေးခဲ့ပါတယ် ကျောင်းသားတွေကသူတို့ဘာကြောင့်အောင်မြင်ခြင်းရတယ်လဲဆိုတဲ့အကြောင်းပြချက်တွေကိုပြောပြတဲ့အခါအဲ့ဒါကတတိအများကြီးလိုအပ်ပါတယ်ဒါကြောင့်အဲ့လာလို့မြင်ရတာတကယ်ကိုခွားဖြစ်စေပါတယ် ဒီမှာထူးခြားတဲ့တစ်ခုခုလုပ်ဖို့ကျွန်တော်တို့ဆုံးဖြတ်ထားတာဟဲ့ဒီညီလာခံကအမေရိကန်ကခုမှရောက်လာပြီး image shaping ယူနေတဲ့ကြောက်ထားရဲ့အတွက်အထူးကြီးပဲဒါပါ နောက်ခတ်မတူတဲ့လူတွေအားလုံးအတူတူအချင်းကုန်ဆုံးနေကြလာကိုကျွန်မမြင်တွေ့ခဲ့ရပြီးသူတို့ကတဦးစီကနေတဦးတင်ယူထို့စူးစမ်းနေကြတယ် ဒီညီလာခံတစ်ရှုံမှာကျောင်းသားတွေကထုတ်ဖော်ပြောဆိုဖို့ညှဝေဖို့အသစ်တွေကိုစမ်းသပ်ဖို့အင်္ဂလိပ်လိုပြောဆိုဖို့ယုံကြည်မှုတွေရရှိလာကြပြီးအချိန်ကြာလာတာနဲ့အမျှတို့ရဲ့အတန်းတွေကပိုပြီးကျယ်လောင်လာပါတယ် စားပိုင်းမှာအရန်အေးဆေးပြီးအတန်းထဲမှာစကားမပြောတဲ့တောင်းတာတွေဒီမှာစီမှာရှိခဲ့တယ်။အခုတော့သူတို့ကအတန်းထဲမှာစကားပြောလာကြပြီ။ယုံကြည်မှုရှိလာကြပြီ။စွမ်းဆောင်နိုင်လာကြပြီ။သူတို့မှပေးဆက်စရာတွေအများကြီးရှိနေပါပြီ။ ဒီကလေးကျမတို့ကြောင်သားတွေကသူတို့နဲ့ထိုက်တန်တဲ့အထီးမှတ်ပြုမှုဒါမှမဟုတ်ကောင်းမွန်တဲ့အရာတွေကိုမရရှိကြဘူးလို့ကျွန်မခံစားရတယ်သူတို့နဲ့ထိုက်တန်တဲ့အတွက်ပြောစရာကောင်းတဲ့တစ်ခုခုကိုလုပ်ခွင့်ရဖို့ကသူတို့အတွက်အရင်အကြီးကြီးတယ်လို့ကျွန်မထင်ပါတယ် ဒီညီလာခံဟာအင်္ဂလိပ်စာသင်ယူနေသူတွေကိုကူညီပေးဖို့ဖြစ်ပြီးသူတို့ရဲ့အနာဂတ်အိမ်မက်ဒရစီကိုဆက်လက်ရှောင်းလည်နိုင်ဖို့ဖြစ်ပါတယ်